တေလူကိုပြန်ရှင်စေနိုင်တဲ့အပြင်၆တွေ့နေတဲ့တစ်ပင်အိုတွေကိုပါပြန်လည်စိမ့်လန်းလာစေနိုင်တဲ့ထူးခြားဆန်းပြတဲ့တကူဆွမ်းအားရှင်တဦးအကြောင်းနဲ့စတင်ထားပါတယ်။ဒါပေမဲ့ဒီလိုဆွမ်းအားတွေရှိနေပါလျက်နဲ့သူကိုယ်တိုင်အိုမင်းရေရော်လာတာကိုတော့သူမတားဆီးနိုင်ခဲ့ပါဘူး။ဒါကြောင့်ထာဝရအသက်ကိုရရှိဖို့အတွက်သူဟာဒဏ္ဍာရီလာဓာတ်တလက်ကိုစတင်သုံးလုပ်ပါတော့တယ်။နေချက်တဲ့အချိန်မှာယတနာကြောင့်မြတ်ကိုအဲ့ဒီဓာတ်ထဲထည့်သွင်းလိုက်နိုင်ုံနဲ့သူဟာထာဝရအသက်ကိုပိုင်ဆိုင်ရမှာပါ။ဒါပေမဲ့သူ့ရဲ့တပည့်ကျော်ကိုစ်ကတော့ဒါကိုချောင်းကြည့်နေခဲ့ပါတယ်။ကိုစ်ရဲ့ရင်ထဲမှာမနာလိုစိတ်တွေအမြင့်တွေလာပြီးမကောင်းဆိုးဝါးစိတ်တွေဝင်ရောက်လာပါတော့တယ်။ဂါထာမန်နန်တွေရွတ်ဆိုပြီးအစီအစဉ်ပြီးဆုံးခါနီးမှာပဲကိုစ်ကသူ့ကိုမမျှော်လင့်ပဲတိုက်ခိုက်ပါတော့တယ်။ကြောက်တုံးကြီးနဲ့ဖိတက်ပြီးထာဝရအသက်ဆွမ်းအားတွေကိုလူယူလိုက်တဲ့အပြင်သူ့ကိုမြေအောက်နဲ့မှာမြုပ်နှံထားခဲ့ပါတယ်။နှစ်ပေါင်း1000တိုင်မှောင်မိုက်တဲ့မြေအောက်ထဲမှာပိတ်မိနေရင်သူဟာကမ္ဘာအပေါ်ရန်မြေပြင်ကိုပြန်တက်နိုင်ဖို့အခွင့်အရေးကိုစောင့်ဆိုင်းနေခဲ့ပါတယ်။အချိန်တော်ကြာပြီးတဲ့နောက်မှာတော့မိန်းကလေးငယ်လေးတစ်ယောက်ဟာသူ့ရဲ့ချိန်စာတင်ပန်းပွင့်ကိုမတော်တဆတွေ့ရှိသွားပါတယ်။ဆက်စုချင်းစိမ့်နဲ့အဲ့ဒီဘန်းကိုကင်လိုက်တဲ့အခါဆူဆူသွားခဲ့ပါတယ်။လိုက်ရှာနေတဲ့သူမရဲ့အမဖြစ်သူဟာလည်းပန်းရဲ့မော်ဆွမ်းအားကနေမလွတ်မြောက်နိုင်ပဲလက်ချောင်းကိုစူးနဲ့အတင်းအဓမ္မထိုးဆိုင်ခြင်းခံလိုက်ရပါတယ်။ချက်ချင်းဆိုသလိုပဲညီမငယ်လေးဟာသတိမေ့မျောသွားပြီးမျက်လုံးတွေဖြူကုန်ကခန္ဓာကိုယ်တစ်ခုလုံးမှာအကြောမဲတွေပြန့်နှံ့လာပါတယ်။အမဖြစ်သူမှလည်းအဲ့ဒီလိုလက္ခဏာတွေစတင်ဖြစ်ပေါ်လာတာကြောင့်ကြောက်လန့်တကြားနဲ့ရွာထဲကနာမည်ကျော်ဆုံးမကြီးစီကိုတွားရောက်ကူညီတောင်းကြပါတယ်။ဆုံးမကြီးကအကျိုးမီတွေကိုမြင်တာနဲ့အနာဂတ်ကိုသိနိုင်ဖို့အတွက်မိန်းကလေးရဲ့သပင်တပင်ကိုဖျက်ယူလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့မိโกလုံးကြီးတွေထွက်ပေါ်လာပြီးမှောင်မိုက်တဲ့စွမ်းရည်တွေဝန်းရံလာပါတော့တယ်။အဲ့ဒီညမှာပဲသူတို့နှစ်ယောက်လုံးရဲ့စိတ်ထဲမှာအတန်တန်ကြားလိုက်ရပါတယ်။အဲ့ဒါကတော့သူတို့ကိုတောအုပ်ထဲကတဲအိုစီပြန်လာဖို့ခေါ်ယူနေတဲ့အတန်ပဲဖြစ်ပါတယ်။ဘာဖြစ်မှန်းမသိခင်မှာပဲမြေအောက်ကနေနွယ်ပင်တွေထွက်လာပြီးသူတို့ကိုရစ်ပတ်ချီနှောင်လိုက်ပါတယ်။သူကသူတို့ညီမကိုကန့်လန့်ချက်တစ်ခုပေးခဲ့ပါတယ်။သူလွတ်မြောက်ဖို့အတွက်မော်ရာကိုကူညီရှာဖွေပေးမယ်ဆိုရင်သူတို့နှစ်ယောက်ကိုကြီးမားတဲ့အစွမ်းတတိတွေပေးအပ်မယ်လို့ဆိုပါတယ်။ဇလန်အစမှာတော့စစ်တီတော်တစုဟာတောအုပ်ထဲမှာတစုံတစ်ယောက်ကိုလိုက်လံရှာဖွေနေကြတာကိုတွေ့ရပါတယ်။တစ်ချိန်တည်းမှာပဲအဲ့ဒီစစ်တီတော်တွေနဲ့မတူပဲတခြားလောကကရောက်လာတယ်လို့ထူးခြားနေတဲ့အီဗန်ဆိုတဲ့လူငယ်လေးကိုမိတ်ဆက်ပေးထားပါတယ်။အီဗန်ဟာအဲ့ဒီပြည်နယ်ရဲ့ဘုရင်အော်ရီလီယာရဲ့သားတော်ဖြစ်ပါတယ်။သူငယ်စဉ်ကရန်သူတွေရဲ့ရန်ကနေကာကွယ်ဖို့အတွက်သူ့ဖေကမော်ဒါကိုအသုံးပြုပြီးသူ့ကိုတခြားကဘာတစ်ခုစီပို့ဆောင်ခဲ့တာပါ။အီဗန်ဟာလန်ဒန်မြို့မှာပဲအရွယ်ရောက်တဲ့အထိကြီးပြင်းခဲ့ပြီးအခုမှသူ့အဖေရဲ့အမိန့်အရမူလမော်ကဘာတဲကိုပြန်လည်ရောက်ရှိလာတာပါစစ်တီတော်တွေတောထဲမှာရှေ့ဆက်သွားနေတော့အဖိုးအိုတယောက်ကသူတို့ကိုတားဆီးပြီးရွာကတရိတ်ဆန်တွေကိုတက်ဖြတ်နေတဲ့ထူးဆန်းတဲ့တတဝါအကြောင်းပြောပြပါတယ်အဲ့ဒီတတဝါကိုခရစ်ကက်ကွင်းသားမှာတွေ့ခဲ့တာလို့လည်းဆိုပါတယ်စစ်တီတော်တွေလည်းလက်နက်ကိုစီနဲ့ပြင်ဆင်နေတော့မှပဲတခုခုကသူတို့ကိုရုတ်တရက်တိုက်ခိုက်ပါတော့တယ်တိုက်ခိုက်တဲ့အရာကဘောလုံးနဲ့တူပေမဲ့တကယ်တော့ကောင်းမရှိပြီးအောက်ပိုင်းမပါတဲ့ထူးဆန်းတဲ့ဘီလူးတတဝါကြီးဖြစ်နေပါတယ်အင်မတန်ဆွမ်းထက်တဲ့အဲ့ဒီတတဝါဟာဘက်ပေါင်းစုံကနေတိုက်ခိုက်ခဲ့ပေမဲ့နောက်ဆုံးမှာတော့ finish ဆိုတဲ့စစ်တီတော်ကအိတ်ထဲကိုဖမ်းထည့်လိုက်နိုင်ပါတယ်အဲ့ဒီနောက်သူတို့ဟာသူတို့ရဲ့မြို့ဖြစ်တဲ့ White City ကိုပြန်လာခဲ့ကြပါတယ်ဆက်ရှင်ကမြို့ထဲကဈေးတန်းစီပြောင်းသွားပြီးအစားအစာလိုက်ရှာနေတဲ့ဗိုက်စာလုံးနေတဲ့မိန်းကလေးငယ်လေးတယောက်ကိုပြထားပါတယ်သူမဟာအမျိုးသမီးတယောက်ရဲ့ချင်းတောင်းတဲကပန်းသီးတစ်လုံးကိုခိုးယူပြီးထွက်ပြေးသွားပါတယ်အမျိုးသမီးကတီးသွားပေမဲ့သူမကတော့အချောင်းတစ်ခုမှာပုံပြီးပန်းသီးကိုစားနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအနားမှာတောက်ပနေတဲ့အလင်းရောင်တစ်ခုကိုသူမသတိထားမိသွားပါတယ်ဆက်စုချင်းစိမ့်နဲ့တွားကြည့်တဲ့အခါမှာတော့တောက်ပနေတဲ့ပန်းတပွင့်ကိုတွေးလိုက်ရပါတယ်အဲ့ဒီပန်းကိုခူးဖို့ကြိုးစားလိုက်ချိန်မှာပဲဆူဆူပြီးတွေးထွက်သွားပါတယ်အဲ့ဒီအချိန်မှာပဲသူမပန်းသီးခိုးခဲ့တဲ့အမျိုးသမီးရောက်လာပါတယ်အဲ့ဒီနောက်မှာတော့အမျိုးသမီးရဲ့အာယုံကလည်းတောက်ပနေတဲ့အဲ့ဒီပန်းစီကိုရောက်သွားပြီးသူမလည်းခူးဖို့ကြိုးစားရာကနေဆူဆူပြီးတွေးထွက်သွားပါတော့တယ်အဲ့ဒီပန်းပွင့်ဟာမြေကြီးထဲကိုမိုးရှိုးပြောက်ကွယ်သွားပြီးဒါဟာရိုးရိုးပန်းမဟုတ်ပဲမော်ဆွမ်းရင်တစ်မျိုးဖြစ်မှန်တီးလိုက်ရပါတယ်နောက်တစ်ခါမှာတော့အီဗန်ဟာမော်ကဘာကသူ့အိမ်ထဲမှာလန်ဒန်ကနေယူဆောင်လာတဲ့ရေခဲတစ်တာအဝိရှော်ဆက်မိဖို့နဲ့တီဗီစားတဲ့ခင်မီပစ္စည်းတွေအပြည့်ရှိနေတာပါမကြခင်မှာပဲဆက်လိုက်မလေးအလီစီယာရောက်လာပါတယ်အီဗန်နဲ့အလီစီယာတို့ဟာတယောက်နဲ့တယောက်ချစ်ကြိုက်နေကြပြီးအဲ့ဒီအချိန်မှာပဲအီဗန်အိမ်ကလျှက်စစ်ပစ္စည်းတွေအားလုံးရုတ်တရက်ရပ်တန့်သွားပါတယ်သူ့ရဲ့မိဆက်ကိုထူးဆန်းတဲ့တတဝါအောက်မေ့ပြီးဖြည့်ဆည်းနေတာကိုတွေ့လိုက်ရပါတယ်ဒါဟာတစ်ပတ်အတွင်းမှာဒုတိယမြောက်မိဆက်ဖြည့်ဆည်းခံရခြင်းဖြစ်လို့အီဗန်ကစစ်တေတွေနဲ့စကားများပါတော့တယ်တစ်ဖက်မှာလည်းအမျိုးသမီးကြီးဟာမိန်းကလေးငယ်လေးကိုသူမရဲ့အိမ်ကိုခေါ်လာခဲ့ပေမဲ့မိန်းကလေးငယ်ကရုတ်တရက်သတိလစ်လဲကျသွားပါတယ်သူမရဲ့ခန္ဓာကိုယ်ပေါ်မှာထူးဆန်းတဲ့အမှတ်သားတွေပေါ်လာတာကိုမြင်ပြီးအမျိုးသမီးကြီးကြောက်လန့်သွားပါတယ်မကြခင်မှာပဲအဲ့ဒီလိုအမှတ်သားမျိုးတွေဟာအမျိုးသမီးကြီးရဲ့ခန္ဓာကိုယ်ပေါ်မှာပါပေါ်လာပါတော့တယ်ဒီအတော်အတွင်းမှာအီဗန်ဟာခမဲတော်ဘုရင်အော်ရီလီယက်စ်ရဲ့နန်းတော်စီသွားခဲ့ပါတယ်။အဲ့ဒီမှာသူငယ်စဉ်ကလူလောကတဲ့ကိုပို့ဆောင်ပေးခဲ့တဲ့မော်ဒါကိုထားရှိတာပါ။အီဗန်ကအဲ့ဒီဓာတ်ကိုဝေ့ရမ်းလိုက်ပြီးလန်ဒန်မြို့ကိုပြန်သွားနိုင်တဲ့မော်တကားတစ်ခုကိုဖွင့်လိုက်ပါတယ်။သူဟာမော်ကဘာအတွက်လိုအပ်တဲ့စားတောက်ကုန်တဲ့ပစ္စည်းတွေကိုလန်ဒန်ကနေအမြဲဝယ်ယူလေ့ရှိပါတယ်။အဲ့ဒီအချိန်မှာပဲအမျိုးသမီးကြီးကမိန်းကလေးငယ်ကိုဆေးမီတိုနဲ့အနာရောဂါကုသပေးနိုင်တဲ့ဆုံးမအိုကြီးစီခေါ်သွားပါတယ်။ဒါပေမဲ့ဆုံးမကြီးကမိန်းကလေးကိုမြင်မြင်ချင်းကြောက်လန့်တကြားနဲ့ဒီကလေးဟာမကောင်းဆိုးဝါးပူကတ်ခံနေရတာဖြစ်လို့အခုချက်ချင်းရေနစ်သက်ဖြစ်ဖို့ပြောပါတော့တယ်ဒါကိုအမျိုးသမီးကြီးကလက်မခံပဲကလေးကိုခေါ်ပြီးပြန်လာခဲ့ပါတယ်နောက်တစ်ခါမှာတော့ဘုရင်ကြီးရဲ့စစ်တပ်ကစစ်သူရဲ့ Cyrus ဟာမိစ္ဆာတတဝါတကောင်ကိုဖမ်းဆီးပြီးပြန်ရောက်လာပါတယ်တမျိုးလုံးကသူ့ကိုသူ့ရဲ့ကောင်းဖြစ်ကြိုးဆိုကြပေမဲ့အီဗန်ကတော့ Cyrus ဟာအလီစီယာရှိမှအမြဲကြောဝါတက်သူမှန်သိနေပါတယ်အဲ့ဒီအချိန်မှာပဲကောင်းကင်ယံမှာစုံမနှစ်ယောက်ပေါ်လာပြီးဇလန်ကမင်းညကအဖြစ်အပျက်ကိုပြန်ပြပါတယ်အမျိုးသမီးကြီးနဲ့မိန်းကလေးငယ်တို့ဟာပန်းပွင့်ရှိတဲ့နေရာကိုပြန်သွားချိန်မှာမြေကြီးတွေကထွက်လာတဲ့နွယ်ပင်တွေကသူတို့ကိုရစ်ပတ်ပြီးကောင်းကင်ပေါ်ဆွဲတင်သွားပါတယ်သူတို့ဟာမကောင်းဆိုးဝါးရဲ့ထိန်းချုပ်မှုကိုခံလိုက်ရပြီးရုပ်တွင်ပြောင်းကနန်းတော်ကမော်ဒါကိုတွားခိုးကိုအမိတ်ပေးခြင်းခံရပါတယ်
လက်ရှိအချိန်မှာတော့ရုပ်သွင်းပြောင်းသွားတဲ့စုံမနှစ်ယောက်ဖြစ်တဲ့ကာလီနာနဲ့ဘာဘာရာတို့နန်းတော်ကိုရောက်လာပါတယ်။ကာလီနာကစစ်တီတွေကိုမန်တန်နဲ့ပြူစားပြီးဘရင်ကြီးကိုပြန်တိုက်ခိုက်စေပါတယ်။ဘာဘာရာကတော့နန်းတော်ထဲကိုဝင်ပြီးမော်ဒါကိုခိုးယူဖို့ကြိုးစားပါတယ်။နန်းတော်ထဲမှာရုံရင်ဆန်ခတ်ဖြစ်နေတော့ Finish နဲ့ Alicia တို့ကပြန်လည်တိုက်ခိုက်ကြပါတယ်။တော်တွေကစုံမအိုကြီးနဲ့အီဗန်ကိုကူညီပေးခဲ့တဲ့ပညာရှိကြီးလည်းစစ်ကူရောက်လာပါတယ်။ဒီကြားထဲမှာအစောကဖမ်းထားတဲ့မိစ္ဆာတတဝါကြီးလည်းလွတ်သွားပါတယ်။နောက်ဆုံးမှာတော့ဘာဘာရာဟာမော်ဒါကိုအောင်မြင်စွာခိုးယူပြီးထွက်ပြေးသွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲအီဗန်ကသူ့ရဲ့လက်ကင်ဖုန်းနဲ့ဘာဘာယာကိုလှမ်းပေါက်လိုက်ရာသူမကိုထိမှန်သွားပြီးလက်ထဲကဓာတ်လွတ်ကျသွားပါတယ်။အီဗန်ကဓာတ်ကိုအမြန်ကောက်ကသူ့အဖေစီပေးလိုက်ပါတယ်။ဒါပေမဲ့ဘရင်အော်ရီလီယာကဓာတ်ကိုအသုံးပြုဖို့ကြိုးစားတဲ့အခါမှာတော့ဓာတ်ကအလုံးမလုံးတော့ပါဘူး။အကြောင်းရင်းကတော့အီဗန်ဟာကဘာနှစ်ခုကြားကူးတန်းဖို့အတွက်ဒီဓာတ်ကိုအကြိမ်ကြိမ်အလွန်ကျွံအသုံးပြုခဲ့တာကြောင့်ဓာတ်ရဲ့စွမ်းအားတွေလျော့နေသွားခဲ့လို့ပါပဲ။ဘရင်ကြီးကဓာတ်ကိုအီဗန်လက်ထဲပြန်ထည့်ပေးပြီးဘလိုနည်းနဲ့မဆိုဒီဓာတ်ကိုကာကွယ်ဆောက်ရှောက်ဖို့မှာကြားကသူ့ကိုထွက်ပြေးခိုင်းလိုက်ပါတယ်။အီဗန်ဟာ Finish, Alicia, Cyrus စုံမအိုကြီးတို့နဲ့တူထွက်ပြေးခဲ့ပြီးအစောကဖမ်းမိထားတဲ့တတဝါလေးကိုလည်းတပါးရဲယူဆောင်သွားခဲ့ပါတယ်။သူတို့တော်ထဲမှာထွက်ပြေးနေတော့ရန်သူတွေကနောက်ကနေထက်ချက်မကွာလိုက်လာကြပါတယ်။စုံမအိုကြီးကသူမရဲ့မော်တက်ကိုတုံးပြီးမျက်လက်ပြကရန်သူတွေကိုလှည့်စားလိုက်ပါတယ်။သူမဟာတဲအိုတလုံးကိုဖန်တီးပြီးမြစ်ကိုဖြတ်ကူးသွားတဲ့အောင်ပြုလုပ်လိုက်တာကြောင့်ရန်သူတွေကသူတို့တစ်ဖက်ကန်းကိုရောက်သွားပြီလို့ထင်သွားကြပါတယ်။တကယ်တော့အီဗန်နဲ့အဖွဲ့ဟာမြေကမ်းနားကတစ်ကောင်းကြီးတစ်ခုထဲမှာပုန်းနေကြတာပါ။အဲ့ဒီမှာအီဗန်ကဒီလူတွေဘယ်သူလဲဘာလို့ဓာတ်နောက်ကိုလိုက်နေတာလဲလို့စုံမကြီးကိုမေးမြန်းပါတယ်။စုံမကြီးကမကောင်းဆိုးဝါးနတ်ဆိုးကြီးပြန်လာပြီဖြစ်ကြောင်းနဲ့အဲ့ဒီဓာတ်ကိုသူ့လိုချင်နေတာဖြစ်ကြောင်းရှင်းပြပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကဒီပြည်နယ်မှာထိလိုက်သမျှအရာအလုံးကိုအသက်သွင်းနိုင်တဲ့စိတ်တဆစော်ကြီးပညာရှင်ကြီးတဦးရှိခဲ့ပါတယ်။သူဟာသူ့အနားမှာအမြဲရှိနေပေးဖို့ Ghost Call ဆိုတဲ့တရဝါကိုဖန်တီးခဲ့ပါတယ်။ထာဝရအသက်ရဖို့အတွက်သူဟာမော်ဒါတစ်လက်ကိုသုံးလုပ်ခဲ့ပြီးနေကျတဲ့အချိန်မှာမော်ကြောင်မြက်ကိုဓာတ်ထဲထည့်ဖို့စီစဉ်ခဲ့ပါတယ်။ဒါပေမဲ့ကိုစ်ကတစ္ဆာဖောက်ပြီးသူ့ပေါ်ကြောက်တုံးကြီးနဲ့ဖိတက်ကထာဝရအသက်ကိုကိုယ်တိုင်လူယူလိုက်ပါတယ်။အဲ့ဒီအချိန်ကစပြီးအဲ့ဒီပညာရှင်ကြီးဟာမြေအောက်ထဲမှာနက်နက်ရှိုင်းရှိုင်းမြုပ်နှံခံထားရပြီးအခုတော့လက်စားချေဖို့နဲ့သူ့ရဲ့ဓာတ်ကိုပြန်ရဖို့ကြိုးစားနေတာပါ။ဒီအကြောင်းတွေသိရပြီးနောက်မှာတော့မှော်ကူတသူဘရင်ရောက်လာပြီး Deadline လို့ခေါ်တဲ့တေလူတို့နယ်မြေကိုတွားရမယ်လို့ပြောပါတယ်။အဲ့ဒီကြမှာသာဒီနတ်ဆိုးကြီးကိုဘယ်လိုနှိမ်နေရမလဲဆိုတာသိနိုင်မှာပါလန်ကီမှာအစုံမနှစ်ယောက်ကတဲအိုနောက်ကိုလိုက်သွားပြီးမိရှုဖျက်ဆီးလိုက်ပေမဲ့တဲထဲမှာဘယ်သူမှရှိမနေပါဘူးအဲ့ဒီအချိန်မှာနောက်ထပ်တဲအိုတစ်လုံးကပထမတဲကိုဝင်တိုက်လိုက်တာကြောင့်အီဗန်တို့ဖွဲ့လွတ်မြောက်သွားကြပါတယ်နောက်ဆုံးမှာအီဗန်တို့ဟာကြောက်ဆောင်ကြီးတစ်ခုနားကိုရောက်လာပြီးအဲ့ဒီမှာဘယ်သူမှမမနိုင်တဲ့တန်ကွင်းကြီးနှစ်ခုကိုတွေ့ရပါတယ်စုံမအိုကြီးကသူမရဲ့အိတ်ထဲကမော်သီးတွေကိုစားပြီးခွန်အားတွေရယူလိုက်တာကို Cyrus ကသတိထားမိသွားပါတယ်စုံမကြီးနဲ့ Cyrus တို့တန်ကွင်းကိုဆွဲလိုက်တဲ့အခါမှာတော့ကြောက်ဆောင်ကြီးလို့ထင်ရတဲ့အရာကတကယ်တော့ဝေလာငါးကြီးတစ်ကောင်ဖြစ်နေပါတယ်အဲ့ဒီဝေလာငါးကြီးကသူတို့ကိုတေလူတို့နယ်မြေစီပြန်လန်းခေါ်ဆောင်သွားပါတယ်လန်ကီမှာအီဗန်ကစုံမကြီးရဲ့မော်ဒီအိတ်ကိုခိုးယူလိုက်ပါတယ်နှင်းဖုံးနေတဲ့တောင်တန်းကြီးကိုရောက်တဲ့အခါအီဗန်ကမော်ဒီတွေကိုခိုးစားပြီးကြီးမားတဲ့ကြောက်တုံးကြီးကိုမပြကသူဟာဘရင်ဖြစ်ဖို့ထိုက်တန်ပြီဆိုပြီးအားလုံးကိုကြွားဝါပါတော့တယ်ဆက်သွားရင်းနဲ့စကားပြောတတ်တဲ့တောင်ကြီးစီရောက်လာပါတယ်ဒီနေရာကစပြီးတေလူတို့နယ်မြေစတင်တာဖြစ်ပြီးသူမေးမဲ့မေကွန်း၃ခုကိုဖြေနိုင်မှသာရှေ့ဆက်သွားခွင့်ပြုမှာပါအီဗန်ကတော့သူ့ရဲ့ပါနတ်မှုနဲ့တောင်ကြီးကိုလှည့်စားပြီးမေကွန်းအားလုံးကိုဖြေနိုင်တဲ့အောင်ယုံကြည်သွားအောင်လုပ်နိုင်ခဲ့ပါတယ်တောင်ကြီးကအီဗန်ရဲ့ပါနတ်မှုကိုသဘောကျသွားပြီးအလင်းရောင်ထွက်နေတဲ့ကြောက်တုံးတုံးကိုပေးလိုက်ပါတယ်မိကွန်းတွေရဲ့အဖြစ်အားလုံးကိုတောင်ထဲမှာရှာတွေ့လိမ့်မယ်လို့လည်းပြောပြီးလမ်းဖွင့်ပေးလိုက်ပါတယ်အီဗန်ကမှောင်မဲနေတဲ့တောင်ထဲကိုအလင်းရောင်ကြောက်တုံးလေးကိုကင်ပြီးဝင်သွားတဲ့အခါကြောက်ဆောင်တစ်ခုပေါ်မှာရက်နေတဲ့သူ့အဖေဘရင်အော်ရီလီယာကိုတွေ့လိုက်ရပါတယ်အီဗန်ကအော်ဒါကြီးနဲ့ဘာလုပ်နေတာလဲလို့မေးတဲ့အခါဘရင်ကြီးကမင်းထွက်သွားပြီးတဲ့နောက်ငါ့ကိုနတ်ဆိုးကြီးကတက်လိုက်ပြီးအခုငါကတေလူဖြစ်သွားပြီလို့ပြောပါတယ်အီဗန်ကသူ့မှာတေလူကိုပြန်ရှင်စေနိုင်တဲ့ကြောက်တုံးရှိတယ်လို့ပြောပေမဲ့ဘရင်ကြီးကညှင်းဆန်လိုက်ပါတယ်သူကတော့သူ့ဘဝကိုနေထိုင်ပြီးသွားပြီဖြစ်လို့အခုကစပြီးတိုင်းပြည်ကိုစောင့်ရှောက်ဖို့ကအီဗန်ရဲ့တာဝန်ပဲလို့ဆိုပါတယ်အဲ့ဒီနောက်ဘရင်ကြီးက Ghost ကိုခေါ်ထုတ်လိုက်ပြီးနတ်ဆိုးကြီးကိုနှိမ်နင်းမှုအတွက်သူ့ကိုတေလူတို့နယ်မြေစီခေါ်သွားဖို့အမိန့်ပေးပါတယ်တစ်ဖက်မှာလည်းစုံမကြီးကာလီနာကအလင်းရောင်မော်တရဝါတကောင်ကိုဖန်တီးပြီးဓာတ်ကိုပြန်လူယူဖို့ဘာဘာရာကိုစေလွတ်လိုက်ပါတယ်အီဗန်တို့အဖွဲ့ခီးဆက်တဲ့အခါအီဗန်ကမော်သီးတွေကိုခိုးစားပြီးခွန်အားတွေပြကလမ်းမှာရှိတဲ့အတားအဆီးတွေကိုဖယ်ရှားပစ်တာကြောင့်အားလုံးကအထင်ကြီးနေကြပါတယ်စုံမအိုကြီးကနတ်ဆိုးကြီးကိုဘယ်လိုတက်ရမလဲလို့ကိုစ်ကိုမေးတဲ့အခါသူကနှစ်ပေါင်းများစွာကြာသွားပြီဖြစ်လို့ကောင်းကောင်းမမှတ်မိတော့ပါဘူးနတ်ဆိုးကြီးကိုတက်ဖို့ဆိုရင်သူ့ကိုတက်ခဲ့တဲ့ကြောက်တုံးကြီးကိုအစိတ်စိတ်အမော်မှာဖြစ်အောင်ခွဲပြရပါမယ်ဒါပေမဲ့အီဗန်ကဓာတ်ရဲ့စွမ်းအားတွေလျော့နေနေပြီလို့ဝန်ခံလိုက်တာကြောင့်အားလုံးကဒေါသထွက်ကုန်ကြပါတယ်အီဗန်လည်းစိတ်မကောင်းဖြစ်ပြီးတောထဲကိုဓာတ်ကင်ပြီးတယောက်တည်းထွက်လာခဲ့ပါတယ်စဉ်းစားနေရင်းနဲ့ဓာတ်ကိုမြေကြီးထဲမတော်တဆစိုက်မိသွားတဲ့အခါမြေကြီးရဲ့စွမ်းရည်တွေကဓာတ်ထဲကိုစီးဝင်သွားပြီးဓာတ်ကပြန်လဲအစွမ်းထက်လာပါတယ်အီဗန်ကစမ်းသက်ကြည့်တဲ့အခါကြောက်တုံးကြီးကိုနှစ်ချမ်းပြတ်သွားတာကိုတွေ့လိုက်ရပါတယ်သူကကြံနေတဲ့မော်သီးတွေကိုအကုန်စားပစ်ပြီးဓာတ်ကိုကြောက်တုံးကြီးတစ်ခုအောက်မှာကွက်ထားကအိပ်ပျော်သွားပါတယ် Finish ကကင်းဆောင်နေတော့မှပဲများတစင်းထိမှန်သွားပါတယ်ဘာဘာယာကစစ်တပ်နဲ့အတူရောက်လာပြီးတိုက်ခိုက်ပါတော့တယ်။အီဗန်ကဓာတ်ကိုသွားယူပေမဲ့မော်တီးအရှိန်ကုန်သွားပြီဖြစ်လို့ကြောက်တုံးကြီးကိုမမနိုင်တော့ပါဘူး။အဲ့ဒီမှာတင်အီဗန်ရဲ့အစွမ်းတွေကမော်တီးကြောင့်ဆိုတာအားလုံးသိသွားပြီးစုံမအိုကြီးကအကြီးအကျယ်ဒေါသထွက်ပါတော့တယ်။ရန်သူတွေများလုံးတာကြောင့်သူတို့ဆုတ်ခွာခဲ့ရပြီးဘာဘာယာကတော့ကြောက်တုံးအောက်ကဓာတ်ကိုရသွားပါတယ်။ဒါပေမဲ့ဘာဘာယာကဒီဓာတ်ကိုကာလီနာစီပြန်မပေးဘဲသူမကိုယ်တိုင်ထာဝရအသက်ရဖို့အတွက်တင်ထားချင်နေတာပါ။တော်ထဲမှာပုံနေတုံး finish ရဲ့တရားကပိုဆိုးလာတာကြောင့်ကိုစ်ကမျိုးလေးကိုခေါ်သွားဖို့အကြံပေးပါတယ်အားလုံးကအီဗန်ကိုစိတ်နာပြီးထားပစ်ခဲ့ကြပါတယ်အီဗန်ကနောက်ကလိုက်လာပြီးမဲ့မြေပြိုမှုဖြစ်ပြီးအဖွဲနဲ့ကွဲသွားပါတယ်အီဗန်ဟာအစောကတိုက်ခိုက်ခံရတဲ့နေရာကိုပြန်သွားတဲ့အခါမှာတော့ဓာတ်အိမ်ကိုရှာတွေ့ပါတယ်
လမ်းမှာကာလီနာကဘာဘာယာကိုလာတာပြီးတစ္ဆာဖောက်မှုနဲ့အေးအေးယူဖို့ကြိုးစားရကနေတိုက်ပွဲဖြစ်ပြီးဓာကတော်တဲ့ကိုလွင့်စင်ကျသွားပါတယ်။ကာလီနာကဘာဘာယာကိုမော်နဲ့ပြန်လဲထိန်းချုပ်လိုက်ပြီးဓာကိုလိုက်ရှာခိုင်းပါတယ်။အဲ့ဒီအချိန်မှာပဲအစောကလွတ်သွားတဲ့မိစ္ဆာတတဝါလေးကတော်ထဲမှာဓာကိုတွေ့သွားပြီးအီဗန်စီယူလာပေးပါတယ်။အီဗန်လည်းဓာကိုပြန်ရလို့ပြောသွားပြီး White City မြို့စီကိုပြန်လာခဲ့ပါတော့တယ်။မြို့ထဲမှာတော့နတ်ဆိုးကြီးရဲ့မော်စစ်တပ်ကအကြီးအကျယ်တိုက်ခိုက်နေတာကြောင့်ရုံးရင်းဆန်ခတ်ဖြစ်နေပါတယ်။အီဗန်ဟာသူ့ရဲ့မော်ဒါကိုတုံးပြီးရန်သူတွေကိုစတင်တိုက်ခိုက်ပါတော့တယ်။သုံးမအိုကြီးဖော်ဆက်ထားတဲ့ဆေးရည်နဲ့ finish ကိုကုသပေးလိုက်ရဒဏ်ရာတွေဟာချက်ချင်းဆိုသလိုပျောက်ကွယ်သွားပါတယ်သူတို့အားလုံးစုပေါင်းပြီးမော်စစ်တပ်ကိုပြန်လဲခုခံကြပါတယ်မိစ္ဆာတတဝါလေးကသူတို့ကိုကြောက်တုံးကြီးတစ်ခုစီခေါ်သွားပြီးအီဗန်ကဓာတ်နဲ့ခုတ်ပေမဲ့ဘာမှဖြစ်မလာပါဘူးရုတ်တရက်ရန်သူစစ်တီတယောက်ကကို့စ်ကရဲခေါင်းကိုဖျက်ချလိုက်ပေမဲ့ကို့စ်ရဲ့ခေါင်းဟာစကားဆက်ပြောနေတော့မှပဲသူက round ကြောက်တုံးကိုညွှန်ပြပြီးအီဗန်ကအဲ့ဒီစီကိုသွားပါတယ်အီဗန်ကကြောက်တုံးကိုခုတ်ချခါနီးမှာပဲကို့စ်ကအရာအားလုံးကိုတတိယသွားပြီးဒီကြောက်တုံးကိုဖျက်ဆီးလိုက်ရင်နတ်ဆိုးကြီးလွတ်လာလိမ့်မယ်လို့အော်ဟစ်တားဆီးပေမဲ့နောက်ကျသွားပါပြီအီဗန်ကဓာတ်နဲ့ထိုးဆိုင်လိုက်တဲ့အခါမှာတော့တလောကလုံးအလင်းတွေဖုံးလွှမ်းသွားပြီးနတ်ဆိုးကြီးဟာမြေအောက်ကနေလွတ်မြောက်လာပါတော့တယ်။လွတ်မြောက်လာတဲ့နတ်ဆိုးကြီးဟာအင်မတန်ဒေါသထွက်နေပြီးကို့စ်ကသူ့ကိုပဲအပြစ်ပေးဖို့ထာဝရအသက်ဆိုတာကောင်းချီးမဟုတ်ပဲကျင်းစာတာဖြစ်ကြောင်းပြောပြီးတောင်းပန်ပါတယ်။ကျန်တဲ့သူတွေကနတ်ဆိုးကြီးကိုဝိုင်းတိုက်ကြပေမဲ့သူ့ရဲ့အစွမ်းကိုမရှင်နိုင်ပဲအားလုံးမြေမြုပ်ချင်းခံလိုက်ရပါတယ်။အီဗန်လည်းတိုက်ခိုက်ရင်းအရေးနှိမ့်နေချိန်မှာသူ့အဖေရဲ့ပုံရိပ်ကပေါ်လာပြီးငါတို့ရဲ့ခွန်အားတွေဟာဒီမြေကြီးကနေလာတာလို့ပြောပြပါတယ်။အဲ့ဒီမှာတင်အီဗန်ဟာစိတ်သက်ခိုင်မာသွားပြီးမြေကြီးကနေစွမ်းရည်တွေကိုစူးစီးကနွယ်ပင်တွေကိုဖျက်တောက်ပြီးရုံထွက်နိုင်ခဲ့ပါတယ်။အီဗန်ကမြေကြီးကငါ့ကိုစွမ်းအားပေးနိုင်ရင်နတ်ဆိုးကြီးကိုလည်းပေးနိုင်မှာပဲလို့တွေးမိသွားပြီးနတ်ဆိုးကြီးကိုမြေပြင်ပေါ်ဆွဲတင်ကအားနဲ့သွားအောင်လုပ်လိုက်ပါတယ်။အဲ့ဒီနောက်အီဗန်ကမော်ဒါနဲ့တကားတစ်ခုဖွင့်ပြီးနတ်ဆိုးကြီးကိုလူလောကဖြစ်တဲ့မော်စကိုမြို့ထဲကိုဆွဲခေါ်သွားပါတယ်။နတ်ဆိုးကြီးကမော်စကိုမြေပြင်ကနေစွမ်းအားယူဖို့ကြိုးစားပေမဲ့အီဗန်ကဒါမင်းရဲ့ကဘာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။မော်စကိုမှာကအထက်မြင့်တိုက်တာတွေမြေအောက်ခန်းတွေအပြစ်ရှိနေတာကြောင့်မြေကြီးရဲ့စွမ်းအင်ကိုတိုက်ရိုက်ရယူဖို့ခက်ခဲနေပါတယ်။နတ်ဆိုးကြီးဟာအားနေသွားပြီးတေဆုံးခါနီးမှာတနေ့ငါပြန်လာပြီးကဘာနှစ်ခုလုံးကိုဖျက်ဆီးပစ်မယ်လို့ကျုံဝါရင်းပြအဖြစ်ပြောင်းလဲသွားပါတော့တယ်။နတ်ဆိုးကြီးတေဆုံးသွားတာနဲ့မြေမြုပ်ခံထားရတဲ့သူတွေအားလုံးဘေးကင်းကင်းနဲ့ပြန်ထွက်လာနိုင်ခဲ့ပါတယ်။အီဗန်လည်းမော်ဒကားကနေပြန်ရောက်လာပြီးပညာရှိကြီးကရန်သူထိန်းချုပ်မှုအောက်ကစစ်တီတွေကိုငကိုအတိုင်းပြန်ဖြစ်အောင်လုပ်ပေးလိုက်ပါတယ်။ဂါလီနာကတော့ဒါဟာအောင်ပွဲလို့မမှတ်လိုက်နဲ့လို့တတိပေးပြီးထွက်ပြေးသွားပါတယ်။သူမျိုးသားတွေကအီဗန်ကိုသူတို့ရဲ့ဘရင်ဖြစ်လက်ခံလိုက်ကြပြီးအားလုံးပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြတာနဲ့တင်ဒီဇလန်လေးကပြီးဆုံးသွားပါတော့တယ်။ဇလန်ကောင်းလေးတွေ